ဥခုံးနဲ့လုံးဝတူနေတဲ့နားချောက်ပဲမြေကိုဗုဒ္ဓဟာလွယ်ပြီးဂျန်တဲ့သူတွေဘာကြောင့်မခွဲခြားနိုင်ရတာလဲရှုပ်အားလုံးပဲမင်္ဂလာပါ The Great Say လိုက်ပါရတဲ့ပြန်နဲ့ကျူးစုလိုက်ပါတယ်ဒီကြောင့်ရကိုဒီချိန်ပထမဆုံးနားချောက်ပဲမြောက်ရဲ့ဆွမ်းနေကိုအရင်ထိမှရပါမယ်ခပါဦးဖာရောဝိသေတာမြောက်လေးမျိုးရှိပါတယ်နံပါတ်1ညာရင်ထက်မြက်တဲ့6တုံးမြောက်သူကပြောင်းလဲခြင်းတပ်ပညာတွေကိုတတ်မြောက်နိုင်ပါတယ်ကျဲတာရတွေကိုရွှေပြောင်းနိုင်ရဆွမ်းရှိပါတယ်သူကနတ်ကြောက်တို့မှလည်းမွေးဖော်လာတာဖြစ်ပြီးဖေးရဖို့မကမြင်တဲ့17နိုင်ပါရှိပါတယ်နံပါတ်2နားချောက်ပဲမြောက်စတူဝါရောဘူကောလိုက်တူခုလည်းမြောက်ပါခပါဦးရှိတဲ့စတန်တွေအားလုံးကြားနိုင်ပါတယ်အသိဉာဏ်နာတဲ့ကိုမြင်နိုင်ပါတယ်ဒူရဲစိတ်ကိုလည်းဖတ်နိုင်ပါတယ်သူတစ်ပါးရဲ့ slide တွေကိုလည်းခိုးယူထုခိုးနိုင်ပါတယ်နံပါတ်3ရှင်းရမြောက်ရှင်းနဲ့ရန်တဘောတယောက်နားလဲပါတယ်ယူရီးယားကိစ္စရွတ်တယ်လည်းသိပါတယ်ပေကြီးတယောက်လည်းရှောင်းလဲနိုင်တယ်ရှိပါတယ်သူကရေးပြီးကိုထိချုံနေတဲ့အဆန်ရှိတယ်လို့လည်းသိရပါတယ်နံပါတ်4လက်မောင်းရှိမြောက်အင်းနဲ့လောက်ဘာဆုပ်နိုင်ပါလဲတောင်းလေးကိုချုံနိုင်ချဲ့နိုင်ပါလဲကန်တဲရဲ့အနေအမြင့်ကိုလည်းနားလဲတယ်လက်မောင်းလို့ရှိပြီးခွန်အားလို့ကြည့်မှလည်းမြောင်မျိုးစိဖြစ်ပါလေခုခေါင်းဖျားရဲ့ရှိပုတ်ဒီစီမှာပညာတင်နေတော့နားချောက်ပဲမြောက်ပါခုခေါင်းရဲ့တင်ကြမှုမှန်တဲ့ကိုနားထောင်ပြီးခိုးယူနေခဲ့တာပါအလူခုခေါင်းမှာတင်မထခူးရတာလေအခီးကရှင်းပါလေသူကအနာခါကိုဂျုံမီနေရလို့ပဲအနာကမှာဘူးခေါင်းကပါတော်ဖြစ်မဲ့ဘလူးချမဲဆိုတော့သူကတင်နေကြလို့ဘူးခေါင်းပြမထားခဲ့တာပါနောက်တစ်ချက်တော့ဘူးခေါင်းကသူ့လိုပဲပြောတော့ဖြစ်နေလို့ပါပဲဒီနေရာမှာသတိထားတဲ့ချင်းနာနားချောက်ပဲမြောက်ပါဘူးခေါင်းရဲ့အစွမ်းတွေကိုသူခေါ်ယူနိုင်ပါလေနားချောက်ပဲမြောက်ပါဖုန်းခေါင်းရဲ့မျက်နှာအသိမျိုးပဲအတူဟုတ်ခဲ့တာပေါ့ပါဘူးသူရဲ့အတူအတာအရေးပြအမွေးမဲ့တစ်ခုချင်းလေးပါဟူခုံရဲ့ DNA အတိုင်းဖေးအောင်ပြောင်းလဲနိုင်တာရှိပါတယ်22 the West ကလည်းမှာဟူခုံကရုပ်ပြောင်းရုပ်လွယ်အတက်တင်ညာနဲ့မိစ္ဆာတွေပုံစံနှုတ်ကြောင်တာကိုခဏခဏတွေ့ရမှာပါဒါပေမဲ့အခုနားချောက်ပဲမျိုးဖြစ်စင်နဲ့မတူပါဘူးဒါရုပ်ပြောင်းရုပ်လွယ်အတက်ပညာနဲ့ပုံစံနှုတ်ကြောင်တော့မဟုတ်ပါဘူးဒါကြောင့်လည်းနတ်ဖျားရဲ့နတ်မျက်စိနဲ့ချိတဲ့အခါသူ့ရောက်နေဖုံးပွက်ထားတဲ့အလို့အရာကိုမတွေ့ရပဲအတားနဲ့အယူစစ်ကိုနီးနေရတာပါတိုဘီအန်အော်တဲ့ကောင်နာဟူခုံရဲ့တော့ရူီချင်ဂူဘန်မှာဒီတော့ဟာနဇာမီစီယာရတဲ့ထူကြတဲ့တန်ကြောင်စစ်ပါနားချုပ်ရဲ့မြို့ပါဒီတော့ရဲ့အလေးချိန်စတိုင်းနဲ့အထွေမိုင်းတတ်ထုဖွဲပြီးကုန်မှုပါတူအောင်ဖန်နေနိုင်ပါလေဟူခုံရဲ့တော့ကတန်အစစ်ဆိုရင်နားချုပ်ရဲ့မြို့ရဲ့တော့ကလည်းတန်အစစ်ဖြစ်ပြောင်းလဲသွားတာပါတနည်းအားဖြင့်ပြောရရင်ဟူခုံရဲ့ပုံစံနုပြောင်းလဲထားတဲ့ဟူခုံတော့မွေးဖော်လာတယ်လို့ပြောရင်ပုံမှန်မှလိမ့်မယ်ဟူခုံကတို့ဘာလို့နိုင်မြူနိုင်ရတာလဲနားချုပ်ရဲ့မြို့ကဟူခုံရဲ့92မျိုးတော့ပြောင်းလဲခြင်းအတတ်ပညာနဲ့တိုင်းကွာညအားလုံးကိုတရားရပါတယ်တော့ဖော်ပြီးယူထားတာပါပြီးတော့ဟူခုံရဲ့စိတ်နေစိတ်ထားရအစားချိုထိနေလို့ပါပဲမိတ်ဆွေတယောက်မေးထားတဲ့ကုမလေးကိုဒီနေရာပဲပြန်ဖြေပေးလိုက်ပါမယ်အားလည်းရှက်ရတတိယမြေလုံးဟာကိုနားချော့ပဲမြေကိုခွဲခြားနိုင်လားဆိုလဲမေကုန်းမှာပဲဖျာယူချန်ရေးတာကလေးအနောက်ရတော့ခီးတော်ချင်းဝဲထူတယ်မှာနားချော့ပဲမြေဖြစ်စင်မှာအားလည်းရှန်ရှိမနေခဲ့ပါဘူးတိုင်းမဲ့ဖတ်တွေချက်လက်တွေကိုကပြီးဖေးသွားပြပါမယ်အားလည်းရဲ့တတိယမြေလုံးကမော့တက်နဲ့အယောင်ဆောင်မှုတွေကိုထိုးရင်သိမြင်နိုင်ပါရဲ့တိုင်းမဲ့နားချော့ပဲမြေကခုနဆန်းတဲ့ပတ်တော့ရုပ်ပြောင်းရုပ်လက်မော့တက်နဲ့အယောင်ဆောင်ထားတာမဟုတ်ပါဘူးဟူခေါ်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုဖွာပိုင်းဆိုင်ရာပါဘော်ဒီဂျူလာလဲပဲအကုန်လုံးမထတ်တူဖြစ်အောင်ကူထားတာပါဒါကြောင့်အားလည်းရဲ့တတိယမြေလုံးနဲ့မှလည်းဟူခေါ်နှကောင်ပဲပေါ်နေမှာပါနားချော့ပဲမဲ့ကိုခွဲကြတိုင်းကိုထူထားရတဲ့ထဲမှာခွဲရင်မဲ့တော့ကောင်းမြင်မော်နတ်လက်အရှစ်ပလန်နဇာမီထန်ဖေယာရောသူတို့ကလုံးမခွဲကြနိုင်ခဲ့ပါဘူးသူတို့တော့ခွဲကြနိုင်တာတော့ရှာရှာပါမနှုတ်ဝဲရှိပါတယ်တို့ကတော့အားလုံးသိတဲ့အတိုင်းဗုဒ္ဓမြတ်စွာဘုရားပါနောက်တို့ကတော့နရက်ပြနရက်ခွေတုမဟုတ်နရက်တာကြီးပါနရက်ပြနရက်ခွေရဘာလို့သိရလဲသူကဘာလို့သိရလဲဆိုတဲ့အချက်ပါနားချော့ပဲညောက်ရဲ့အစမ်းမှုဖျက်ပြီးတံပြန်နိုင်လို့ဖြစ်ပါတယ်နားချော့ပဲမြို့ကလောကကလိဆန်တဲ့တန်ကိုချနိုင်လို့အရက်ခွေရလဲစကြရတခုလုံးမရှိရဲ့တက်ရှိလို့ရဲ့နှလုံးခုန်တဲ့နားထောင်နိုင်vanရှိပါတယ်သူကမြေကြီးပေါ်မှာနားကိုကလိုက်ယုံနဲ့နားလူမိစာကလိဆန်အားလုံးရဲ့စိတ်မြေကိုခွဲခြားနိုင်ပါတယ်နားချော့ပဲမြို့ကရောပိုင်ဆိုင်ရာမော်ရီဂျူတွေကိုတူအောင်ကော်ဖီထားနိုင်ပေမဲ့သူရဲ့မူရာဝင်းရဲ့အတန်ကိုတော့ဘူးခုံနဲ့တူအောင်မလုပ်နိုင်ပါဘူးဒါကြောင့်လည်းခွေရနားထောင်လိုက်တဲ့ဘသူကအစစ်ဘသူကတူလဲဆိုတော့ချက်ချင်းတီးသွားပါလေတီးရနဲ့ဘာလို့မပြောခဲ့ရတာလဲဒါတီးဖက်လည်းအေးထီလုံးပိုက်မှာအကျုံးရတော့နားချော့ပဲတော့ရဆိုရင်စိုးခုံနဲ့ထတ်တူပါပဲအရေးဒီမရှိရဲ့နတ်မင်းတွေနဲ့စစ်တီတော်တွေကဟူကုန်းတော့မဲတော့မနိုင်နိုင်ပါဘူးခုလိုဟူကုန်းတော့တိုက်ခိုင်ငရဲတီးပြဖီသွားနိုင်ပါပဲဒါကြောင့်သူကနားတီးပေမဲ့တီမာတော့ထုတ်ပေါ်မပြောနိုင်ဘူးဗုဒ္ဓမြတ်စွာဘုရားစီမှာပဲအဆုံးဖြတ်ခံယူပါဆိုပြီးဒိမဘာနာသတန်ညူလိုက်တာလည်းဖြစ်ပါလေအရေးခွေရသူကဟူကုန်းတူနဲ့အစေရဌာနချုပ်ကိုဝက်သိမျိုးလေးမကပါဘူးကန်ချမဟုတ်ပါမြင်နေရတာပါဒါကြောင့်ဗုဒ္ဓဘုရားစီကိုလဲလွှဲလိုက်တာဖြစ်ပါလေဒါဆိုရင်နားချော့ပဲညုတ်ကဘာလို့ဗုဒ္ဓစီကိုတော့လိုက်သွားရဲလဲအတိကတော့သူ့ရဲ့ဟိမန်ချက်ပါသူ့ရဲ့ဟိမန်ချက်ကဟူခုံးကိုစားထုတ်ပြီးထန်ဆိုင်ရဲ့တပည့်ဖြစ်ချမ်းသာဆွာယူဖို့ပါဗ
ဗုဒ္ဓသာသူကအစစ်လို့အတိမတ်ပြုခဲ့လောကမှာဘဒုမှသူ့အထူးလည်းမပြောနိုင်တော့ဘူးလို့ပြေခဲ့လို့ပါဒါကြောင့်သူကအော်နတ်တဲ့အကုန်ရရင်မရရင်ချဆိုတဲ့စိတ်နဲ့လောင်ကြီးတက်ခဲ့လို့ပါပဲဗုဒ္ဓအပါလို့ခွဲကြနိုင်ရတာလေနတ်တွေအားလုံးကသူတို့ရဲ့နတ်မျက်စိအမြင်နဲ့ပဲထိကြတာပါသူတို့ကြည့်တဲ့အခါပုံတန်ချင်းတူနေတာနဲ့တခုဆိုရင်ဒီအရာအစားတူနေတာကြောင့်ဝေခွဲမြဖိကုန်ကြတာပါဗုဒ္ဓရောအမိမှုအမခုပဲစတက်တဲ့ညူတာညာတို့နဲ့ဖိနေသူချိခဲ့တာပါဗုဒ္ဓဒီလိုပြောခဲ့ပါတယ်တော့ကမှထူးကြတဲ့နောက်လေမျိုးရှိတယ်နာချော့ပဲမြောက်မှာအရာရာကိုကြောက်နိုင်ပြီးအတိတ်အနာဂတ်ကိုသိနိုင်တယ်လို့သူတပါရဲ့စွမ်းနေကိုလည်းပူခေါ်နိုင်တယ်ဆိုတာပါပဲဘတ်မအထူးဆိုတော့မြတ်တော်ဖျားပါဟောချတာတပိနဲ့အုပ်ပြီးနားချောက်ပဲပြောရစွမ်းနေကိုခောက်ပြစ်လိုက်ပါတယ်အစားနဲ့တောင်းနေလို့မှဘူးခေါ်အကြိုက်တက်ခဲ့တာပါဒီနေရာမှာဖြစ်လို့ပြောချင်တာတော့ဘော်လာရဲ့စိတ်ထဲမှာဝေခွဲမြနဲ့ကြောင်းရလေးပေါ်လာမယ်ဆိုတာတွေးမိလို့ပါအဲ့ဒါတော့စွဲနေကိုကူယူရနေတာပဲဗုဒ္ဓစွဲနေကိုယ့်ရဲ့စွဲနေဝယ်ကူယူမှာပါညာဆိုတာပါပဲဗုဒ္ဓ join တူတဲ့ဘာချူနီဘတ်မှာ creator level မှာရှိပါတယ်တကယ်တော့ not job ပဲညဟာသူတဲ့ level မြင့်တဲ့သူတွေရဲ့စွဲနေကိုမကူယူနိုင်ပါဘူးဟူကောနောက်ရက်ကိုထွားပြီးတော့ညာနဲ့ရပြီးဗုဒ္ဓဖြစ်သွားတဲ့ level ဆိုရင်တော့သူမကူယူနိုင်တော့ပါဘူးဖူးရိုလေးကိုစောင့်ကြည့်ကြည့်ပြီးသွားတဲ့တဲ့ချီပြီးတယ်ကိုသူ့ရဲ့ခြေတူတင်ရှိပါတယ် join တဲ့ဆိုရင်နိုင်အန်စခရလီလူဘေးကပောင်းခင်ဗျာ